ဂျာမန်ရဲ့ဒဏ်ရာရရှိမှုကြောင့်စပိန်တင်းကိုပြစ်တင်လိုက်တဲ့နီးပြဟန်စီပလက်ဘောလုံးကမှမကြာခဏဆိုလိုပေါ်ပေါက်လာတဲ့ညင်ပေါမှုတွေကတခုကတော့ကလပ်တင်းနဲ့နိုင်ငံတင်းတို့ကြားကကစားမတွေရဲ့ကျန်းမာရေးပြဿနာပဲဖြစ်ပါတယ်ဒီပြဿနာကဘာစီလိုနာတင်းနဲ့စပိန်နိုင်ငံတင်းကြားကလမယမရဲ့ဒဏ်ရာကိစ္စကြောင့်ပုံမှန်နေပြီးပြင်းထန်တဲ့ချင်းစီကိုရောက်ရှိသွားခဲ့ပါတယ်ဒီချင်းကလူငယ်ကျယ်ပွန်တဲ့သူရဲ့ကျန်းမာရေးနဲ့နာဂတ်ပေါ်မှာတိုက်ရိုက်တက်ရောက်မှုတွေရှိနေတယ်လို့ဘောလုံးရဲ့စနစ်ပိုင်းဆိုင်ရာအားနည်းမှုကိုပါဖော်ထုတ်လိုက်တယ်လို့ဖြစ်နေပါတယ်ဒီညင်ပေါရဲ့စာပြူရာကဘာစီလိုနာတင်းနီးပြဟန်စီပလက်ရဲ့ပြင်းထန်တဲ့ဝေဖန်မှုပဲဖြစ်ပါတယ်လမယမကပေါင်းချန်တရားအနေငယ်ရှိနေတဲ့ကြားကပဲစပိန်နိုင်ငံတင်းစီကိုတောက်ရောက်ပူးပေါင်းခဲ့ပြီးဘူဂရီးယားနဲ့တူရကီတို့ရင်ဆိုင်ခဲ့ရတဲ့ပွဲတွေမှာမိနစ်90ကျော်ထိကစားခဲ့ရပါတယ်ဒါကြောင့်ဟန်စီပလစ်ကဒီချင်းကိုလက်မခံနိုင်မဲ့လူသိရှင်ကြောင့်ဝေဖန်ခဲ့တာဖြစ်ပါတယ်။ဂျာမန်ကနိုင်ငံတင်းစီကိုနာကျင်မှုတွေနဲ့တူသွားခဲ့ရတာပါ။သူကကိတ်ပြောက်ဆွေးတွေတောက်ပြီးနာကျင်နေတဲ့ကြားကပဲကစားခဲ့ရပါတယ်။သူ့မှာပြဿနာတွေရှိနေတဲ့တားနဲ့89မိနစ်83မိနစ်ထိကစားခဲ့ရပါတယ်။ဒါကစားမတွေကိုဂယူးဆိုင်တာမဟုတ်ပါဘူး။စပိန်နိုင်ငံတင်းမှာကမ္ဘာ့ကောင်းဆုံးကစားမတွေရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့က professional တွေကိုဂယူးဆိုင်တင်ပါတယ်။အထူးသဖြင့်လူငယ်ကစားမတွေပေါ်လို့ fancy play ကဆိုခဲ့ပါတယ်။ဒီပြောစမှုကဘောလုံးကတစ်ခုလုံးကိုထိတ်လန့်တုန်လှုပ်စေခဲ့တဲ့တိုက်ခိုက်မှုတစ်ခုလိုဖြစ်ခဲ့ပြီးနီးပြတွေကလပ်တင်းနဲ့ပြည်သက်တွေကြားမှာခံစားနေရတဲ့မကျေနပ်မှုတွေကိုဒီပြိုင်နယ်ထဲဖော်ထုတ်လိုက်တယ်လို့ပဲဖြစ်ပါတယ်။ဒါပေမဲ့နီးပြဟန်စီပလက်ရဲ့စိုးရိမ်မှုတွေကတကယ်ပဲဖြစ်လာခဲ့ပါတယ်။ဂျာမန်ရဲ့အရင်ကလေးကရှိနေတဲ့နာကျင်မှုကအခုကမှတော့ပေါင်ချန်တရားဖြစ်ပုံမို့ဆိုးရွားသွားခဲ့ပြီးကလပ်တင်းတော့ဓာတ်ရိုက်ထိခိုက်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။သူကမကြသေးမီကဗလင်စီယာတင်းကို6ဂိုးမရှိနဲ့ဂိုးပြတ်နိုင်ရရှိခဲ့တဲ့လာလီဂါပွဲချင်းကိုလွဲချော်ခဲ့ရတယ်လို့အရေးကြီးတဲ့ချန်ပီယံလိအဖွင့်ပွဲချင်းဖြစ်တဲ့နယူကာဆယ်တင်းနဲ့ပွဲချင်းကိုလည်းလွဲချော်ရနိုင်ခြင်းရှိနေပါတယ်။မွန်တိုဒီပိုသတင်းစာရဲ့ဖော်ပြချက်အရဆိုရင်တော့ယာမန်တင်းနဲ့ဒီပွဲကိုပါဝင်နိုင်မှုဆိုတာအံ့ဖွယ်ရာတစ်ခုဖြစ်လာလိမ့်မယ်လို့ဆိုပါတယ်။ဒီညဘဝနှစ်ဖက်စလုံးရဲ့ဆက်ဆံရေးကိုတင်းမာစေခဲ့ပေမဲ့အနာဂတ်ပုံမကောင်းမှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေဖန်တီးနိုင်မှုအခွင့်အရေးတစ်ခုလည်းဖြစ်လာပါတယ်။ဘာစီလိုနာတင်းရဲ့အားကစားဒိုက်တာဒီကိုကစပိန်ဘောလုံးပွဲချင်းရဲ့နီးစနစ်ပိုင်းဆိုင်ရာဒိုက်တာအိုင်တိုကာရန်ကာနဲ့စင်းမြင့်တွဲဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့စီစဉ်နေပါတယ်။ဒီစင်းပွဲရဲ့ရည်ရွယ်ချက်ကအပြည့်အစုံမဟုတ်ပဲတရားရှိနေတဲ့ကစားမတွေကိုနိုင်ငံတင်းစီတင်ပို့ရမှာပုံမရှင်းလင်းပြတ်သားတဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေထူထောင်မှုပဲဖြစ်ပါတယ်။ဂျာမန်ရဲ့ဒီဖြစ်ရကကလပ်တင်းနဲ့နိုင်ငံတင်းတို့ကြားမှာနှစ်ပေါင်းများစွာတည်ရှိနေတဲ့တင်းမာမှုတွေတင်ကန်းစာတစ်ခုကိုဘေးဆွမ်းလိုက်တာလည်းဖြစ်ပါတယ်။အထူးသဖြင့်ယာမဲလိုရည်ချင်းရှိတဲ့လူငယ်ကစားမတွေကကလပ်ရောနိုင်ငံတင်းတို့ပါ PR တွေနဲ့အများကြီးရင်ဆိုင်နေရပါတယ်။ဒီချင်းတွေကိုစနစ်ကြမကင်တွယ်ဘူးဆိုရင်တော့သူတို့ရဲ့ဘောလုံးမဘွားကိုထိခိုက်ပြစီးစေနိုင်ပါတယ်။အခုကမှတော့ညင်ပေါမှုတွေကတည်ငြိမ်သွားပြီလို့ယူဆနိုင်ပေမဲ့ဂျာမန်ရဲ့တင်ရကတော့မရေရာမှုတွေဆက်လက်ရှိနေစေဖြစ်ပါတယ်။ဒါကြောင့်ဘောလုံးလောကတစ်ခုလုံးကဒီပြဿနာကိုဘယ်လိုဖြေရှင်းသွားမလဲ။ဒီဖြစ်ကနေဘယ်လိုတင်ကန်းစာတွေရယူပြီးအနာဂတ်ကိုဘယ်လိုပုံဖော်မလဲဆိုတာစောင့်ကြည့်နေကြပါပြီ။ A Liverpool score. It's Mohamed